မင်္ဂလာပါခင်ဗျာဒီခေါက်တော့ natural minor scales ရဲ့ diatonic chords တွေနဲ့ mode တွေအကြောင်းကိုပြပြပေးပါမယ်ခင်ဗျာအဲ့တော့ဥပမာကျွန်တော် C natural minor နဲ့ပဲကျွန်တော်ပြောပါမယ် C natural minor scale ပါ C natural minor ကတကယ်တော့ E flat major ရဲ့ relative minor ဖြစ်ပါတယ်အဲ့တော့ C natural minor scale နဲ့ပြောမှာဖြစ်တဲ့အတွက် C ကိုကျွန်တော်တို့က scale degree 1အဖြစ်သတ်မှတ်လိုက်ပါမယ် level 1လို့ပြီးလိုက်ပါမယ်နော်အဲ့တော့ natural minor scale ရဲ့ diatonic chords ပုံသဏ္ဍာန်ကိုပြောမယ်ဆိုလို့ရှိရင်1ဆိုလို့ရှိရင် C ပေါ့နော် C minor 7အဲ့ဒါကိုကျွန်တော်တို့က1 minus 7လို့သတ်မှတ်ပါမယ်1 minus 7ပြီးရင်2 minus 7 flat 5 D minus 7 flat 5ကိုကျွန်တော်တို့က2 minus 7 flat 5နော်ဒီနဲ့သတ်မှတ်ပါမယ်ပြီးရင် E flat ကိုကြတော့3 major 7 chord ဖြစ်သွားပါမယ်အဲ့တော့ပြန်ပြောရရင်1 minus 7 2 minus 7 flat 5 3 major 7 4 minus 7အခုပြောနေရတဲ့အကုန်လုံးဒီကျွန်တော်တို့ E flat major scale ထဲမှာပဲဒီရမှာဖြစ်ပါတယ် C natural minor လေး E flat major scale ရဲ့ relative minor ဖြစ်တဲ့အတွက်နော်ကျွန်တော်တို့ပြောနေတဲ့ chords တွေရဲ့ဒီ E flat major scales ထဲမှာတီးဖို့အတွက် harmonic ဖြစ်တဲ့ chords တွေဖြစ်ပါတယ်နော်ဟုတ်ကျွန်တော်4 minus 7 ထိပြောပြီးပြီ5 minus 7 6 major 7 and then 7 dominant 7ဖြစ်ပါတယ်နော်အဲ့ဒီမှာ mode တွေကိုကြည့်မယ်ဆိုလို့ရှိရင် C minor 7 C minor 7 ကE flat major ရဲ့ La minor သို့မဟုတ်6 minor 7ဖြစ်နေတဲ့အတွက်နော် scale degree 6 minor 7ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ Aeolian mode ထဲမှာတီးရမှာဖြစ်ပါတယ် C Aeolian mode ထဲမှာတီးရမှာဖြစ်ပါတယ်နော် C minor 7ပြီးရင် D minor 7 flat 5ဆိုတော့D minus 7 flat 5အတွက်ကြတော့ D Locrian ဖြစ်ပြီ D Locrian mode ထဲမှာတီးရမှာဖြစ်တော့နော် now 1 major 7ဖြစ်တဲ့ E flat major ကြတော့ E flat Ionian E flat Ionian ဆိုတာ E flat က scale degree 1ဒါမှမဟုတ် tonic ဖြစ်တဲ့ mode ဖြစ်ပါတယ်ကျွန်တော်တို့4 minus 7လို့ level တက်ထားတဲ့ F minus 7မှာကြတော့ကျွန်တော်တို့ F Dorian ကိုတီးရမှာ F Dorian ဒီ E flat major scale ရဲ့ scale degree 2ဖြစ်ပါတယ် second scale degree ဖြစ်ပါတယ်ပြီးရင်5 minus 7 5 minus 7ကနော်တကယ်တော့ E flat major မှာဆိုလို့ရှိရင် G minor 7ဒီ Phrygian နဲ့မှာရှိတယ်အဲ့တော့ G Phrygian ဆိုတာ G scale degree 3 that scale degree ဖြစ်တဲ့ mode ဆိုတော့ E flat major ထဲမှာပဲရှိပါတယ်flat major 7
6 major 7ဆိုတော့ကျွန်တော်တို့က A flat Lindian mode ကိုတီးရမှာဖြစ်ပါတယ် A flat Lindian mode က E flat major ရဲ့ scale degree 4မှာရှိတဲ့ mode ဖြစ်ပါတယ် A flat ဒီ scale degree 4ရှိတဲ့ mode လို့အဓိပ္ပာယ်ရပါတယ်နော်ပြီးရင်ကျွန်တော်တို့scale degree 7 scale degree 7 ဒီ B flat ဒီတကယ်တော့ B flat mixolydian mode ကိုတီးရမှာဖြစ်ပါတယ် B flat mixolydian ဒီ B flat က scale degree 5 ဖြစ်တဲ့ mode လို့အဓိပ္ပာယ်ရပါတယ်အဲကြောင့်မလို့ B flat 7 B flat 7 chord မှာ B flat dominant 7 chord မှာကျွန်တော်တို့က B flat mixolydian mode ကိုတီးရမှာဖြစ်ပါတယ်resolve လုပ်လိုက်တဲ့သဘောမျိုးပါဝမ်းမီကြောင်ပြန်ရောက်သွားတာဒီမှာတော့ကျွန်တော်တို့က3 major နဲ့သတ်မှတ်ထားပါတယ် C minor scale ဖြစ်တဲ့အတွက် E flat ဒီ third major ဖြစ်နေပါတယ်